နေ့စဉ်နေ့တိုင်းတကဘာလုံးကထွက်သမျှရေနံတွေရဲ့9ပုံတစ်ပုံလောက်ဟာ20ကမိုင်ပဲကျတဲ့ရေပင်ချင်းလေးတစ်ခုကိုဖြတ်တန်းနေရပါတယ်။တကယ်လို့သာအဲ့ဒီလမ်းကြောင်းကိုရက်အနှဲငယ်လောက်ပိတ်လိုက်တာဒါမှမဟုတ်အနောက်အရက်တစ်ခုခုဖြစ်သွားမယ်ဆိုရင်တကဘာလုံးရဲ့စီဝါရေးဟာချက်ချင်းဆိုသလိုထိခိုက်သွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုကတော့ Strait of Hormuz ရေလက်ကျအကြောင်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုအဆုံးမှာတော့ဒါဟာသမိုင်းကြောင်းဒါမှမဟုတ် theory တတ်မဟုတ်တော့ဘူးဆိုတာကိုနားလည်သွားပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့အခု2026ခုနှစ်မှာအီရန်နိုင်ငံဟာဆယ်စုနှစ်ပေါင်းများစွာသူတို့ချင်းထောင်လာခဲ့တဲ့အရာတစ်ခုကိုတကယ်ပဲလှုပ်ဆောင်လိုက်ပြီဖြစ်လို့ပါအဲ့ဒီအကျိုးဆက်ကိုလည်းဒီကမ္ဘာလုံးကအခုပဲစတင်ခန်းစားနေရပါပြီတကယ်တော့စိတ်ဝင်စားဖို့ကောင်းတာကဒီရေလက်ကြားရဲ့ဘေးမှာရှိတဲ့နိုင်ငံဟာဒီနေရာကသူတို့ကိုဘလောက်တောင်အာဏာရှိစေတယ်လဲဆိုတာကိုအစိုးကြီးကလေးကသိနေခဲ့တာပါပဲအခုဖြစ်ပျက်နေတာတွေဟာလူတိုင်းစိုးရင်ခဲ့ကြတဲ့အခိုက်အတန့်ပါပဲHormuz ရေလက်ကြားဟာမြောက်ဖက်မှာအီရန်နဲ့တောင်ဖက်မှာအိုမန်နိုင်ငံကြားမှာတည်ရှိနေတာပါ။သူကပါရှင်ပင်လေကွေ့နဲ့ပင်လေပြင်ကြီးကိုဆက်သွယ်ပေးထားပါတယ်။ဒီပါရှင်ပင်လေကွေ့ဆိုတာကမ္ဘာအကြီးဆုံးရေနံထုတ်လုပ်တဲ့နိုင်ငံတွေဖြစ်တဲ့ Saudi Arabia, UAE, Kuwait, အီရန်နဲ့ကာတာတို့တည်ရှိရနေတာဖြစ်ပါတယ်။ဒီနိုင်ငံတွေအားလုံးဟာသူတို့ရဲ့ရေနံတွေကိုအဲ့ဒီကျင်းမြောက်တဲ့လမ်းကြောင်းလေးကနေပဲအပြင်ကိုပို့နေကြရတာပါ။ Hormuz ရေလက်ကြားကနေနေတိုင်းစီးဆင်းနေတဲ့ရေနံပမာဏကိုအစားထိုးနိုင်လောက်တဲ့ပိုက်လိုင်းဒါမှမဟုတ်တခြားလမ်းကြောင်းဆိုတာလုံးဝကိုမရှိပါဘူး။ဒါဟာအဝင်းအထွာအတွက်တစ်ခုတည်းသောလမ်းကြောင်းပဲဖြစ်ပါတယ်။ကိန်းကနန်းလေးကိုခဏလောက်ကြည့်အောင်။နေ့စဉ်နေ့တိုင်းဒီရေလက်ကြားကနေရေနံစီပေါင်း18တန်းကနေတန်း20လောက်ဖြတ်တန်းနေတာပါ။ဒါဟာတကဘာလုံးရေနံကုန်သွယ်မှုရဲ့20%ကနေ30%လောက်ထိရှိပြီးရာသီဥတုသားရတဲ့နေ့ဆိုရင်တစ်ဖက်ကနေတစ်ဖက်ကိုကူးသွားလို့ရလောက်တဲ့အကွာအဝေးလေးထဲကနေဖြတ်တန်းနေတာဖြစ်ပါတယ်။ဒါတည်းမကသေးပါဘူး။ကမ္ဘာအကြီးဆုံးတဘာဝဓာတ်ငွေတင်ကုတ်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့ကာတာဟာလည်းသူတို့ရဲ့ဓာတ်ငွေအားလုံးဒီပါကိုဒီလမ်းကြောင်းကနေပဲပို့နေတာပါ။ဒါကြောင့်ဒါဟာရေနံတင်မဟုတ်ပဲဓာတ်ငွေနဲ့စွမ်းအင်တွေလည်းပါဝင်နေတာပါ။အာရှယောရပနဲ့အမေရိကတိုက်တလွားကစက်ယုံတွေလည်းဖတ်ဖို့လေယာဉ်တွေပြန်တန်းဖို့နဲ့အပူပေးစနစ်တွေအလုံးလုံးဖို့အတွက်လိုအပ်တဲ့စွမ်းအင်တွေအားလုံးဟာဒီနေရာကနေလာတာဖြစ်ပါတယ်။ဒါပေမဲ့ပိုပြီးတော့အရေးကြီးတဲ့အချက်ကတော့ဒီ Hormuz ရေလက်ကြားကိုအားကိုးနေရတာအရှေ့အလယ်ပိုင်းနိုင်ငံတွေကြီးပဲမဟုတ်တာပါပဲ။ဂျပန်နိုင်ငံဆိုရင်သူတို့တွင်းယူတဲ့ရေနံ90%လောက်ဟာဒီလမ်းကြောင်းကနေလာတာပါ။တောင်ကိုရီးယား၊တရုတ်နဲ့အိန္ဒိယတို့ဟာလည်းဒီလမ်းကြောင်းအပေါ်မှာအကြီးအကျယ်မိကုန်နေရတာဖြစ်ပါတယ်။ဒါကြောင့်ဒီကျင်းမြောက်တဲ့လမ်းကြောင်းလေးမှာတခုခုဖြစ်ပြီးဆိုရင်အရှိအလဲပိုင်းတင်ထိခိုက်တာမဟုတ်ပါဘူး။ရပ်ပိုင်းအတွင်းမှာပဲကမ္ဘာအကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံတွေကိုပါတုံ့လုံသွားစေတာဖြစ်ပါတယ်။အခုအခြေအနေမှာတော့ဒါဟာထင်ကြီးပေးနေတာမဟုတ်တော့ပဲတကယ်ကိုဖြစ်ဖြစ်နေတာပါ။ပိတ်ဆို့အရေးယူမှုတွေနဲ့အီရန်ရဲ့နျူကလ িয়ার စီမံကိန်းကြောင့်အီရန်နဲ့အမေရိကန်ကြားတင်းမာမှုတွေမြင့်တက်လာပြီးနောက်မှာတော့အီရန်ဟာဒီရေလက်ကြားကနေကုန်သွယ်ရေးတင်မောတွေဖြတ်ထန်းမှုကိုကန့်တက်လိုက်ပါပြီ။အီရန်ရေတပ်ဟာတင်မောတွေကိုကြားဖြတ်တားဆီးတာတွေလုပ်နေသလိုနာမည်ကြီးတင်မောလိုက်အတော်များများကလည်းဒီလမ်းကြောင်းကိုအသုံးပြုတာကိုလုံးဝရပ်ဆိုင်းလိုက်ကြပါပြီ။ Lloyds of London အာမခံကုမ္ပဏီကလည်းဒီလမ်းကြောင်းကိုသွားမဲ့တင်မောတွေအတွက်စစ်ဘေးအန်ဒီရဲ့အာမခံကြေးတွေကိုအစားမတန်အမင်းတန်လိုက်ပါတယ်။အကျိုးဆက်အညီနဲ့ရေနံဈေးနှုန်းတွေဟာထိုးတက်လာခဲ့ပါတယ်။ကန်တက်ချက်တွေစားပြီးရပ်ပိုက်အတွင်းမှာလည်းလမ်းကြောင်းပိတ်ဆို့မှုကြားစေးနိုင်တယ်ဆိုတဲ့စိုးရိမ်စိတ်ကြောင့် brand ရေနံဈေးဟာတီးတီးသားသားတက်သွားခဲ့တာပါ2019တုန်းကလမ်းကြောင်းပိတ်ဖို့ချင်းထုတ်ယုံနေတောင်ဈေးနှုန်းတွေတက်ခဲ့တာကိုပြန်ကြည့်မယ်ဆိုရင်အခုလိုတကယ်တမ်းပိတ်ဆို့ခံရတာဟာအခြေအနေချင်းလုံးဝမတူပါဘူးတကယ်လို့ဒီအခြေအနေကဒီထက်ပိုကျသွားမယ်ဆိုရင်အမေရိကန်ယောရပနဲ့အာရှတိုက်တလွှားမှာရေနံဈေးတွေအကြီးအကျယ်ထိခိုက်လာနိုင်တယ်လို့ကျွမ်းကျင်သူတွေကသတိပေးနေကြပါတယ်အထူးသဖြင့်ပင်လယ်ကွေ့ရေနံကိုအားကိုးနေရတဲ့အာရှနိုင်ငံတွေမှာပိုပြီးဆိုးရွားနိုင်ပါတယ်ဒါဟာဆဲဆူနှစ်ပေါင်းများစွာအီရန်ပြင်ဆင်လာခဲ့တဲ့ဖြူဟာကိုအခုအကောင့်ထဲပေါ်လိုက်တာပါပဲအီရန်ဟာစစ်ရေးအရာအမေရိကန်ကိုတိုက်ရိုက်ရင်ဆိုင်ဖို့မဖြစ်နိုင်ဘူးဆိုတာကိုသူတို့ကိုယ်တိုင်လည်းသိပါတယ်ဒါပေမဲ့အကြီးအကျယ်ထိခိုက်အောင်လုပ်ဖို့အတွက်စစ်ပွဲမှာနိုင်စရာမလိုပါဘူးသူတို့လုပ်ရမှာကညှိနှိုင်းမှုတွေဖြစ်လာအောင် Hormuz ရေလက်ကြားကိုအသုံးမပြုနိုင်အောင်လုပ်ဖို့ပဲဖြစ်ပါတယ်အီရန်မှာရေငုပ်တင်ဘောတွေတင်ဘောဖြတ်တုံးချက်တွေအမြန်ဆုံးတိုက်ခတ်ရေးလေးတွေရှိသလိုရေလက်ကြားထဲမှာမိုင်းတွေကိုအမြန်ဆုံးချထားနိုင်တဲ့စွမ်းရည်လည်းရှိနေတာပါ။ဘာရိန်းမှာအခြေစိတ်ထားတဲ့အမေရိကန်အမှတ်9ရေတပ်စုဟာအခုဆိုရင်အရေးပေါ်အခြေအနေပြင်ဆင်ထားသလိုအမေရိကန်စစ်တင်ဘောတွေလည်းနေရာယူထားကြပါပြီ။ဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာကုန်သွယ်ရေးတင်ဘောတိုင်းကိုလိုက်ပါဆောက်ရှောက်ပေးဖို့ဆိုတာမလွယ်ကူဘူးဆိုတာကိုအီရန်ကကောင်းကောင်းသိပါတယ်။
ဒါဟာအနှစ်40လောက်အီရန်ပြင်ဆင်လာခဲ့တဲ့အခွင့်အရေးပါပဲသူတို့ရဲ့လက်ဝေခံတဲ့ဖွဲ့စည်းတွေဒုံးရည်စီမံကိန်းတွေနဲ့ပင်လယ်ကွေ့ထဲကထိတ်တိုက်သွေးမိုးတဲ့အားလုံးဟာဒီအချိန်ကိုရည်ရွယ်ခဲ့တာပါဝါရှင်တန်ကိုသူတို့ပေးချင်တဲ့ message ကတော့ရှင်းပါတယ်ငါတို့ကိုဖိအားပေးမယ်ဆိုရင်တကဘာလုံးကိုပါငါတို့နဲ့အတူအချိုးဆက်ခန်းစားစီရမယ်ဆိုတာပါပဲအခုလဲတကဘာလုံးကဒါကိုစတင်ခန်းစားနေရပါပြီရေနံစည်းနှုန်းတွေအစားတခြားဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုကြည့်လိုက်ရအောင်ပါပင်လယ်ကွေ့စွမ်းရည်ကိုအမိပြုနေရတဲ့ထောက်ပံ့ရေးကွင်းဆက်တွေဟာအခုဆိုရင်စမ်းသပ်မှုတွေနဲ့ရင်ဆိုင်နေရပါပြီဂျပန်နဲ့တောင်ကိုရီးယားကထုတ်လုပ်ရေးလုပ်ငန်းတွေဟာသူတို့ရဲ့စွမ်းရည်စည်းတွေတက်လာတာကိုမြင်မြင်ကိုယ်တွေ့ကြုံနေရပါတယ်ရေနံစည်းတနည်းတွေတန်းကိုခံနေရတဲ့ယောရပအစိုးရတွေဟာလည်းနောက်ထပ်စီးနှုန်းတွေထပ်လာမှာကိုစိုးရိမ်နေကြပါတယ်73စီးနှုန်းကြောင့်နိုင်ငံရေးဖိအားတွေအမြင့်ရှိနေတဲ့အမေရိကမှာလည်းအင်ဖြော်တာဟာဖြစ်ရခတ်တဲ့မိကုန်းတွေနဲ့ရင်ဆိုင်နေရပါပြီအခြေအနေတွေကတော့ဆက်ပြီးဖြစ်ပေါ်နေစေပါမယ်တန်တမအနေအရအမြန်ဆုံးညှိနှိုင်းပြီးရေလက်ကြားကိုပြန်ဖွင့်နိုင်မယ့်အခြေအနေရှိသလိုအခြေအနေတွေပိုဆိုးသွားပြီးပိတ်ဆို့မှုတွေတည်င်းပေါင်းများစွာကြားသွားမယ့်အခြေအနေလည်းရှိနေပါတယ်ဘလို့ပဲဖြစ်ဖြစ်အခုဖြစ်ပျက်ခဲ့တာတွေဟာစစ်ရေးမယ်စွမ်းရင်ကျွမ်းကျင်သူတွေနှစ်ပေါင်းများစွာတတိပေးခဲ့တာကိုတည်ပေးလိုက်တာပါပဲဟော်မုစ်ဟာအမြဲတမ်းဖိအားပေးလို့ရတဲ့အားနည်းချက်တစ်ခုဖြစ်ခဲ့ပြီးအခုတော့အဲ့ဒီနေရာကိုအီရန်ကတကယ်ပဲအသုံးသွင်းလိုက်ပါပြီဒါကြောင့်နောက်တစ်ခါရေနံဈေးတက်တာအမေရိကန်ရေတပ်လှုပ်ရှားတာဒါမှမဟုတ်အီရန်နဲ့ညှိနှိုင်းမှုတွေကြောင့်တည်င်းတွေမြင်ရတဲ့အခါဒါဟာဘာကြောင့်လဲဆိုတာကိုခင်ဗျားတို့ကောင်းကောင်းသိနေပါလိမ့်မယ်ဒါဟာမီးဘုံဘောက23မိုင်ပဲကျဲတဲ့နေရာလေးတစ်ခုအဲ့ဒီနေရာရဲ့တန်ဖိုးကိုကောင်းကောင်းသိတဲ့နိုင်ငံတစ်နိုင်ငံနဲ့တကမ္ဘာလုံးကအသေးအတန်သုံးခံနေရတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်